အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ April ပြမဲ့ blog လေးကတော့ဒီ Fuji တောင်ကိုသွားတဲ့အကြောင်းလေးတွေကို share ပေးပါမယ်ရှင်တနေ့ကုန်အကြောင်းအရာပေါ့နော်တို့တိုကျိုကနေပြီးတော့တိုကျို bus station ကနေပြီးတော့ဒီFuji တောင်အခြေအထိကို bus ကလက်မှတ်ဝယ်ပြီးတော့မနက်ပိုင်းသွားတာပေါ့နော်ကားစီးကြချိန်ကတော့2နာရီလောက်ကြာပါတယ် bus ကတစ်ကတ်ကိုကြိုဝယ်ထားလို့လည်းရပါတယ်ဒါကဖူဂျီကိုရောက်ပြီးလက်မှတ်ဂိတ်မှာဒီနားတဝိုက်စီးဖို့လို့အတွက်ပေါ့နော်လက်မှတ်ထောက်ဝဲရတာပါရိုးရိုးတန်တက် IC ကတ်တင်နဲ့စီးတယ်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့စီးအနေနဲ့ကအဆင်မပြေဘူးပေါ့နော်ဒါက one day bus ဝယ်ပြီးတော့စီးတာပါဒါကတော့အပေါ်တက်ပြီးတော့ဖူဂျီတောင်လှမ်းမြင်ရမယ်မြင်ကွင်းကိုသွားဖို့လို့အတွက်တစ်ကတ်ပေါ့နော်အသွားအပြန်တစ်ကတ်ကိုဝယ်တာပါတယောက်ကို1000ယွမ်ကျတယ်1000ယန်းကျတယ်ပေါ့နော်โอเค cashအခုဟာကတော့ဖူဂျီကြည့်လို့ရတဲ့ view ပေါ့နော်ဒါပေမဲ့တိမ်ကွယ်နေတဲ့အတွက်ကြောင့်မလို့တော့မကြည့်ခဲ့ရဘူးပေါ့နော်တော့လူတွေတော်တော်များများကမျက်နှာကရှုံးမဲဖြစ်နေကြတယ်ပေါ့နော်ဒါတော့တတိထားမိဒီတိုင်းပေါ့အဲ့တိမ်နေရွေးမှဖြစ်မှာပေါ့ညာတော့မရတော့ထွက်လာပြီဟဲ့ထွက်လာပြီအကုန်လုံးကြောင်းနေကြတာခေါင်းလောင်းစူးစားပြီးတော့တီးကြည့်နေတာပေါ့နော်အတန်ထွက်မလာဘူးတကယ်တော့ဒီဖူဂျီတောင်ကိုလှမ်းမြင်နေရမယ်ဆိုလို့ရှင်ဒီအသေးပုံအတွင်းဘက်ကနေပြီးတော့ဖူဂျီတောင်ကိုလှမ်းမြင်နေရတဲ့မြင်ကွင်းရရှိမဲ့နေရာပေါ့နော်ဒီနေရာကတော့前のお客様に続いてご乗車ください。同付近に立ち止まらず左右に分かれて車内奥のဖူဂျီတောင်ကို
different modes to choose from what to do today. 富士山の絶景を上手に楽しむのにおすすめしたいのが、ここより徒歩3分の川口湖遊覧船アスパルでございます。To enjoy the scenery of Mount Fuji to the fullest, we recommend the Lake Kawaguchiko lightning boat Asane, which is only 3 miles from the hill. 戦国時代の武田さん ကိုကတော့နေ့လည်စာသွားစားမှာပေါ့နော်ဒီမှာဒီ YouTuber ထဲမှာပေါ့နော်နဲ့ဒီနာတဝိုင်းမှာနာမည်ကြီးတဲ့ဆိုင်ရှိတယ်အဲ့တော့အဲကိုအေးတို့မို့သွားစားကြပါမယ်¿Ya sacaron esos disculpes para playa?本日は中央高速バスご利用いただきましてありがとうございます。Hi, nice to be a point. Mount Fuji, last chance. Last chance. ကိုပြန်ကန်နေတော့မှဒီဖူဂျီတောင်ရုပ်ကားပေါ်ကနေလမ်းတွေ့ရတာပါရှင်30分ほど新宿までかかります。本日はご利用いただきましてありがとうございます。ဒါကတော့ဒီရထားစတေရှင်မှာရုံတက်ရုံစင်းနေသွားလာမြင်တွေ့ရမယ်ရှုခင်းမျိုးပေါ့နော်အပေါ်စီးကနေပြီးတော့တွေ့ရတာပါလူတော့တော်တော်ရှုပ်ပါတယ်ဒီရုံစင်းချိန်ပေါ့နော်ဒါကတော့ bus station ထဲမှာပေါ့နော်သူကတဂိတ်နဲ့တဂိတ်ကိုဒီလိုမျိုးထိုင်ကုန်လေးတွေခြာထားတယ်ကားရက်တယ်မှတ်တိုင်ခေါ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်တော်တော်လေးတော့စီးစနစ်ကြပါတယ်ဒါကတော့တိုကျိုရဲ့နိုင်အောက်ပေါ့နော်ဘာတွေရှိလဲဆိုတာအင်းနဲ့တူတူလိုက်ကြည့်ကြရအောင်နော်ဒီနာနီနာမှာစားသောက်ဆိုင်တွေတော်တော်ပေါ်တယ်လူလည်းအရင်စီတယ်အဲရှင်စုကိုစတေရှင်နာပေါ့နော်ဒီနာအနီးတစ်ဝိုက်ပါ
ကီယာထဲမှာရေခဲမုတ်သွားစားကြမယ်နော်关呀，的呢。ရေခဲမုတ်တစ်ခုကို 0.5 ပေါ့နော်တော်တော်တန်တယ်မတ်ချရေခဲမုတ်ပါအဲ့ဒါဆိုလို့ရှင်သူကတစ်ကတ်ပေးကြလာတယ်ပေါ့နော်အဲ့တစ်ကတ်ကိုမှကောင်းတာမှသွားပြပြီးတော့ရေခဲမုတ်ယူရုံပါပဲအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။အေးရဲ့ channel လေးကိုနောက်ဗီဒီယိုတွေမှာပါဆက်လာမယ့်ဒီ channel ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးပါနော်။နောက်ဗီဒီယိုတွေမှာပြန်လည်အဆုံးတွေ့ကြရအောင်တတ်တာ